ဒီ look လေးကကြတော့လုံးဝ clean ဖြစ်ပြီးတော့ foundation မပါဘဲနဲ့လုံးဝဆူတင်းတင်း look လေးပေါ့နော်ပထမဆုံး moisturizer နဲ့ skin care လေးတေချာလေးလုပ်လိုက်မယ်အဲ့ဒါအရင်ရေးကြည့်ရဒါမှသာဆူတင်းတင်းလေးဖြစ်မှာပေါ့နော်ပြီးရင်တော့ concealer လေးကိုအသားရည်လင်းတဲ့အရောင်လေးရွေးပြီးတော့အခုပြထားတဲ့နေရာလေးတိုင်းလိုက်ပြီးတော့ touch up လေးလုပ်လိုက်မယ်ပြီးရင်တော့တေချာလေး blend လုပ်ပြီးပါမယ်ဒီလိုဆိုရင် concealer သုံးထားတဲ့နေရာလေးတွေကလင်းလေးဖြစ်သွားပြီးတော့ဒီ foundation မပါလဲပဲဒီ makeup လေးကအချိုးကျကျလေးဖြစ်နေရပေါ့နော်ပြီးရင်တော့ကိုသုံးထားတဲ့ဒီ concealer လေးတွေပေါ်မှာဒီ powder လေးတွေကိုလိုက်ပြီးတော့touch up လေးလုပ်ပြီးလိုက်ပါမယ်ဒီလိုဆိုရင်တော့ concealer လေးတွေကမရွေးတော့ဘဲနဲ့ငြိမ်ငြိမ်လေးဖြစ်သွားပြီလင်းလေးဖြစ်သွားပြီပေါ့နော်အဲ့ရရဲ့ပုံမှာခွန်ညိုလို့ blush ပေါ့နော် blusher လေးကိုတင်ပေးပါမယ်ဒီလိုမျိုးရှစ်သွေးဖြာနေတဲ့ပုံစံမျိုးလေးဖြစ်အောင်လေးသုံးမယ်ပေါ့နော်ပြီးရင်ခွန်ညိုက highlighter လေးလည်းနည်းနည်းတင်ထားပါတယ်ခွန်ညိုသုံးထားတဲ့ color ကလည်းပဲဆူဆူလေးနဲ့တော်တော်လေးကိုခွန်ညိုတို့အသားရည်နဲ့လိုက်တဲ့ color လေးပေါ့နော်ဒီလိုဆိုရင်တော့ကိုကဒီ cream type ဒီပဲသုံးထားတဲ့အတွက်ကြောင့်makeup ကဆူတင်းတင်းလေးဖြစ်နေမယ်ပြီးွားရင်ကြာရှည်လဲခံတယ်ပေါ့နော်အခုဆိုရင်ဆူတင်းလေးနဲ့ပြောင်ဝင်းလေးဖြစ်နေပြီကိုယ့်ရဲ့ပင်ကိုအသားရည်ကောင်းတဲ့ပုံစံလေးပေါ့နော်အဲ့လိုလေးဖြစ်နေပြီဆိုရင်တော့မျက်ခုံးလေးစပါမယ်မျက်ခုံးကလည်းပဲခွန်မျိုးတို့ကလုံးဝ clean care look ဖြစ်တဲ့အတွက်ကြောင့်မျက်ခုံးမွေးလေးတစ်ချောင်းချင်းစီကရှင်းလေးနဲ့အသက်ရရက်လေးဖြစ်နေဖို့လိုတယ်အဲ့တော့brown gel လေးနဲ့အရင်လိုက်ပြီးတော့ setting ချပြီးတော့မှကိုယ့်ရဲ့လိုအပ်တဲ့ဒီအရှိတ်ဘက်အနောက်ဘက်လေးတွေကိုနည်းနည်းချင်းတစ်ချောင်းချင်းစီဖင် type လေးနဲ့လိုက်ပြီးဖြည့်လိုက်ပါမယ်။ဟိုလိုမျိုးကြီးအရင်ကြီးဆွဲစရာမလိုပါဘူး။နည်းနည်းလေးလိုက်ဖြည့်ပြီးတော့သဘောဆဆန်ပုံစံဖြစ်နေရမယ်ပေါ့နော်။ပြီးရင်တော့ဒီ mascara လေးကွတ်လိုက်မယ်။ပြီးွားရင်တော့နှာခမ်းဒီကိုကြတော့ gloss type လေးဆိုးပေးလိုက်မယ်ဆိုရင်လုံးဝ clean ဖြစ်ပြီးတော့ကြည်ကြည်တောက်နဲ့ကိုယ့်ရဲ့ makeup look လေးကပြီးသွားပြီဖြစ်ပါတယ်။ဒီ makeup look မှာကမြင်တဲ့အတိုင်းပဲခွန်ညိုကသုံးသွားတဲ့ product တွေကကြတော့ဒီ powder ဒီပါနီဆိုရင်လည်း powder type တွေမသုံးဘူး cream type လေးတွေပဲဦးစားပေးသုံးသွားတယ်ပေါ့နော်ဒီလိုဆိုရင် makeup လေးကကြတော့ cream type ဖြစ်တဲ့အတွက်ကြောင့်ဆူလေးနဲ့ပြောင်ဝင်းလေးဖြစ်စေပေါ့နော်နှာခမ်းတွေကိုလည်း gloss type ရွေးထားတဲ့အတွက်ကြောင့်ခွန်ညိုတို့ဆူလေးနဲ့ကိုယ့်ရဲ့ makeup look ကိုတစ်ထောက်တစ်နေရာနေပတ်မှုပေးမှာဖြစ်ပါတယ်ဒါလေးကတော့ခွန်ညိုရဲ့ clean care look ကိုမှအရန်ကို easy ဖြစ်ပြီးတော့လူတိုင်းနဲ့လိုက်ဖက်တဲ့ look လေးဖြစ်ပါတယ်နောက်ထပ်လည်းဘလို့ video လေးတင်ပြရမယ်ဆိုတာကိုခွန်ညို comment မှာမှတ်သွားပေးပါအောင်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာ